freestyle football စတင်ပေမဲ့ဘယ်ကနေစလေ့ကျင့်ရမလဲဖြစ်နေလား Well ဒီ video မှာ freestyle football ဘယ်ကနေဘယ်လိုစလေ့ကျင့်ရမလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးပါမယ် Okay let's go ပထမဆုံးအနေနဲ့ freestyle football ဆိုတာ ball control ပိုင်နေဖို့လိုတဲ့ကစားနည်းတစ်မျိုးပါတနည်းအားဖြင့် juggling လို့ခေါ်တဲ့ဘောလုံးတော့အောင်ပိုင်နေဖို့လိုပါတယ်ဘောလုံး juggling ကိုလေ့ကျင့်တဲ့နေရာမှာလည်းအာသန်နဲ့ခြေထောက်တစ်ဖက်တည်းကိုတုံးပြီးဘောလုံးတော့အောင်တဲ့ခြေထောက်နှစ်ဖက်လုံးကိုတုံးပြီးဘောလုံးတော့အောင်ကိုအစအရာလေ့ကျင့်ဖို့အကြံပေးချင်ပါတယ်ဘယ်ညာနှစ်ဖက်လုံးတုံးပြီးတော့ဘောလုံးတော့အောင်ပို့ပြီးတော့ကြည့်ကောင်းတယ်လို့အာသန်နဲ့ခြေထောက်တစ်ဖက်တည်းကိုပဲတုံးတာဟာကြာလာရင် overwork ဖြစ်လာပြီးတော့ခြေထောက်ကနာလာပြီးတော့ဘောလုံးကိုကြာမတွန်းနိုင်တာဖြစ်တတ်ပါတယ်အဲအကြောင်းမလို့ freestyle ဆော့ရမယ်ဆိုရင်ပထမဆုံးအနေနဲ့ဘောလုံးကိုဘယ်ညာတော့အောင်လေ့ကျင့်ဖို့အကြံပေးချင်ပါတယ်ကိုကဘောလုံး juggling ကိုလုပ်တတ်သွားပြီဆိုရင်ခန္ဓာကိုယ်ရဲ့တခြားစိတ်ပိုင်းတွေကိုတုံးပြီးတော့ဘောလုံးတော့အောင်လေ့ကျင့်နိုင်ပါတယ်ဥပမာဒူးကိုအသုံးပြုပြီးတော့ဘောလုံးတော့ရဲ့ knee juggling တို့ဦးခေါင်းအသုံးပြုပြီးတော့ဘောလုံးတော့ရဲ့ head juggling တို့ပခုံးအသုံးပြုပြီးတော့ဘောလုံးတော့ရဲ့ shoulder juggling တို့လုပ်ကြည့်နိုင်ပါတယ်အခုလို juggling လို့ခေါ်တဲ့ဘောလုံးတော့ရေးပဲလုပ်တာပြင်းမှုကောင်းတယ်လို့ထင်ရပေမဲ့ဒါကဘောလုံးနဲ့အသားကျလာပြီးတော့ဘောကွန်ထရိုရလာစေဖို့အတွက်အထောက်အကူဖြစ်စေပါတယ်ဘောလုံး juggling လေ့ကျင့်တဲ့နေရာမှာပြင်းဖို့ကောင်းတယ်လို့ထင်ရင်လည်းသချင်းသားထောင်ရင်လည်းဖြစ်ဖြစ်လေ့ကျင့်နိုင်ပါတယ်ဘောလုံးတော့အောင်လေ့ကျင့်တဲ့နေရာမှာ motivated ဖြစ်ဖို့လည်းကိုကဘယ်နှကြိမ်တွန်းနိုင်လာလဲဆိုတာ record လုပ်ထားပြီးတော့ကိုယ့်ရဲ့ record ကိုချိုးနှောင်ကြိုးစားရင်းနဲ့လေ့ကျင့်နိုင်ပါတယ်ဒါမဲ့ juggling ကိုအကြိမ်900 1000လောက်ဒီလောက်တက်နေဖို့မလိုပါဘူးအဓိကတော့ဘယ်နှကြိမ်တွန်းနိုင်လဲဆိုတာထက် ball control ဘယ်လောက်ကောင်းလဲဆိုတာပိုအရေးကြီးရပါကျွန်တော်အနေနဲ့ကြံပေးရမယ်ဆိုရင်တော့ဘောလုံးကိုအကြိမ်100လောက်အေးစစ်စစ်တွန်းနေလုံလောက်ပါပြီဘောလုံးတော့ရဲ့ juggling ကိုမလုပ်တတ်ဘူးဆိုရင်လည်းကျွန်တော် video တင်ထားမှာလို့တွားကြည့်ပြီးတော့လေ့လာနိုင်ပါတယ်ဒါတော့ free sign စဖို့အတွက်ပထမဆုံး step ဖြစ်ပါတယ်နောက်ဗီဒီယိုထဲမှာတော့လွယ်လွယ်နဲ့စလေ့ကျင့်လို့ရမယ် beginner trick တွေအကြောင်းပြောတော့မှာမလို့ like and follow လုပ်သွားနိုင်ပါတယ် see you in the next video peace